ကျွန်တော်တို့ဒီအလုတ်သမားတွေအနားယူနေဗျာဆက်လက်တောက်တဲ့နေရာလေးမှာဗျာအလိုလျောက်ဈေးအောင်ဆက်တွေအများကြီးထားပေးထားတယ်ဆိုပေမဲ့အဲ့ဒီထဲမှာအရန်မိုက်တဲ့ဆက်လေးတွေကျွန်တော်ပြမယ်ပေါ့နော်ဆက်တွေလည်းကြည့်လိုက်အောင်ဒီမှာဗျာဆက်တွေကအများကြီးထားပေးထားတယ်ဗျာကြည့်လိုက်ဒါဆိုအေးဆက်တွေပေါ့နော်ဒီမှာအဲ့အပူအေးဆက်တွေဒါအပူအေးဆက်တွေအများကြီးထားပေးထားတယ်ဗျာဒါကျွန်တော်တို့ဆက်လက်တောက်တဲ့နေရာလေးတစ်ခုထဲမှာအကုန်စုပြုံထားတယ်ကျွန်တော်ပြချင်တာဒီဆက်တွေပေါ့မကော်ဖီဗျာကော်ဖီဆိုရင်ကော်ဖီအေးယူမလားအဲ့လိုရေခဲတုံးလေးနဲ့အစဗျာသူ့အလိုလိုလေးရတာဗျာအဲ့ဒါလည်းအဲ့လောက်မဟုတ်သေးဘူးဗျာကျွန်တော်ပြောချင်တာဒီဘက်ကကော်ဖီဆက်တွေဆိုလဲဒါအရန်မိုက်တယ်ဗျာကော်ဖီဆိုရင်ကိုကြိုက်တဲ့အရာလားကိုကြိုက်တဲ့ပုံစံတော့ဈေးလေးလည်းအရန်တန်တယ်ဗျာမနက်ခင်းဆိုကော်ဖီနဲ့ပေါင်မုံနဲ့စားခြင်းတဲ့လူတွေဆိုရင်ဒီမှာအလွယ်လေးဒီမှာဝယ်ပြီးတောက်လိုက်ရုံပဲအလိုလျောက်ဈေးအောင်ဆက်လေးပေါ့နော်ဒါသူကကိုစိတ်ကြရွေးရုံပြကျင်တာဒီဘက်ကဒီမှာဗျာမုတ်တွေအများကြီးကိုဗျာဝယ်ရတာအရန်မိုက်တယ်ဗျာဒီမှာချောကလက်တွေဝေဖာမုတ်တွေအရန်အရာလာရှိရဗျာဒီမုတ်တွေဒါပေမဲ့ခဏလေးနဲ့ကုံဝါးရပါဘာဖြစ်လို့လဲဆိုတော့ तू ကမဝယ်တဲ့နေရာလေးကဒီမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू ကဒီကော်ဖီနှစ်ခုရှိရတော့ကော်ဖီဆက်နှစ်ခုရှိရတော့ဒီမုတ်တရားဗျာခဏလေးနဲ့ကုံဝါးရကျွန်တော်ဒါဝယ်မစားတာဗျာသိလားကျွန်တော်ဒါဝယ်မစားတာဗျာဝယ်စားတဲ့လူတွေညားလို့လားလောက်တော့မလောက်ဗျာအဲ့ဆက်လေးကဒါနေ့တိုင်းလာဖြစ်ရဗျာကျွန်တော်တို့ကဝယ်မစားဆိုဒီနောက်ကဆက်တွေတလုံးမှတော့ရောင်းရမယ်မထင်ဘူးပေါ့နော်